ဒီနေ့တော့အိမ်မှာစက်သားကြီးဦးစီချက်လေးလှုပ်ရှားဖြစ်ခဲ့ပါတယ်။ကြက်ရိုးတွေပြုတ်ထားတော့မှစက်သားလုံးလေးစလုပ်ပါမယ်။ပထမဆုံးစက်သားရင်မုံသားလေးတွေကိုကြိတ်ထားပါတယ်။ငဖဲကိုတော့3ပုံ1ပုံလောက်ထည့်ပါတယ်။အရသာအတွက်တကြားလက်ဖက်စားစွန်းတစ်ဝက်စားလက်ဖက်စားစွန်းတစ်ဝက်နဲ့အချို့မှုအနှဲငယ်တို့ထည့်ထားပါတယ်။ရွှေရနက်ငယ်ကိုကောင်းကိုလည်းလက်ဖက်စားစွန်းတစ်ဝက်ထည့်ပါတယ်။ပြီးရင်တော့နှမ်းစီမွေအနှဲငယ်ကိုထည့်ပြီးတော့လက်နဲ့ပဲနေလိုက်ပါတယ်။ကျုပ်တစ်လုံးကိုအကပဲထည့်ပါတယ်။မွေးရထုတ်တဲ့ကော်မုတ်ကိုတော့ထမင်းစားစွန်းနဲ့2စွန်းထည့်ပါတယ်။အခုလိုအာရပါရနေတော့မှဂျင်းနဲ့ကြက်သွန်မြူထောင်းထားတာကိုအရင်ညှစ်ထည့်ဖို့သတိရပါတယ်။ထည့်ထားတာတွေလည်းအမဲဆုံသွားပြီဆိုတော့သားတွေကိုတေချာနေပြီးတော့ပေါက်ပေးရပါတယ်။ကြက်ပြုတ်ရည်တွေကိုတော့အရသာအတွက်ဒီ soup base လေးကိုထမင်းစားစွန်း2စွန်းထည့်ပါတယ်။ပြီးရင်တော့ကြက်ပြုတ်ရည်တွေကိုပဲအသားလုံးလေးတွေထည့်ပြီးတော့ပြုတ်ပါတယ်။အသားလုံးလေးတွေကိုမြည်ကြည့်တာရတာလည်းရှိနူးလေးနူးနေပြီဆိုတော့အိုးထဲကနေစေထားလိုက်ပါတယ်ပြီးရင်တော့အိမ်မှာရှိရဲ့တူဘူးနဲ့ငါးသားလုံးတွေကိုထည့်ပြီးတော့ပြုတ်ပါတယ်မုံညင်းရွက်ကိုဟင်းအိုးထဲမှာထည့်ပြုတ်လိုက်တော့ဟင်းရအရန်ကိုမွှေးလာပါတယ်ပြီးရင်တော့ကြာစံတွေကိုထည့်ပြုတ်ပြီးတော့ကြာစံတွေနူးရင်စေထားလိုက်ပါတယ်ကျူးစီချက်လေးစနေပါတော့မယ်ပထမဆုံးအနေနဲ့ကြက်သွန်မြူစီချက်လေးကိုတစ်စုံခွဲလောက်ထည့်ပါတယ်ပဲငယ်များယူတော့ထမင်းစားစွန်းတစ်စုံမရှိတရှိလောက်ထည့်ပါတယ်အချုံမုတ်အနှဲငယ်ကိုလည်းအသုံးပြုထားပါတယ်အချုံမုတ်မစားရင်တော့မထည့်ပါနဲ့နော်မုံညင်းရွက်ပဲပြအသားလုံးနဲ့ငရုတ်ကောင်းမှုအနှဲငယ်ကိုထည့်ပြီးတော့နေလိုက်ပါမယ်အခုဆိုရင်တော့စက်သားကြီးဦးစီချက်လေးရပါပြီကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်